ဒီတစ်ခါမှာတော့ USC ကတရားရေးဆိုင်ရာရင်ဆိုင်နေရတဲ့အမှုထပ်မံတစ်ခုထွက်ပေါ်လာတဲ့အကြောင်းကိုတင်ဆက်ပေးသွားမယ်ဖြစ်ပါတယ်။ဒီသတင်းကတော့ပရိသတ်တွေတေးမကြားခြင်းတဲ့သတင်းဖြစ်နိုင်ပေမဲ့အချို့သော UFC fighter တွေအတွက်တော့တရားမျှတမှုကိုဖြည့်ရှင်းဖို့ဖြစ်တယ်လို့ဆိုပြီးကြိုဆိုကြပါတယ်။ အမေရိကန်နိုင်ငံရဲ့အဥပဒေဖြစ်တဲ့တရားမဝင်လှုပ်ဆောင်မှုဆိုတဲ့အမှုအတွက်အမေရိကန်တရားရုံးက USC ဥက္ကဋ္ဌဒီနာဝိုင်းကိုတရားရုံးတွင်ထောက်ထားတွေနဲ့ခြေပတ်ဖြည့်ရှင်းရန်အမိန့်ချလိုက်တာဖြစ်ပါတယ်။ဒီအမှုက UFC ရဲ့အနာဂတ်ကိုပြောင်းလဲနိုင်တဲ့အရေးကြီးတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။2014နဲ့2015ကတည်းက UFC ရဲ့ fighter ဟောင်းတွေဖြစ်တဲ့ Ken Lee, Nick Quarry, John Fitz, Brandon Beer နဲ့ Guy Kingsbury တို့က UFC ရဲ့မိဘကုမ္ပဏီဖြစ်တဲ့ Zuffa ကိုတရားမဝင်လှုပ်ဆောင်မှုအမှုများနဲ့တရားစွဲဆိုထားကြပါတယ်။သူတို့ရဲ့အဆိုအရ UFC က fighter တွေရဲ့လစာတွေကိုဖိနှိပ်ပြီးစာချုပ်တွေကိုအလွန်ကျက်တဲစွာချုပ်ဆိုထားတယ်လို့ဆိုကြပါတယ်။နောက်ပိုင်းတော့ဒီအမှုတွေကို American Federal တရားရုံးမှာအစုလိုက်တရားစွဲဆိုမှုအဖြစ်ပေါင်းစပ်လိုက်ပါတယ်။နောက်ပိုင်းနှစ်ပေါင်းများစွာအတွင်းတရားစွဲဆိုမှုအသီးသီးနဲ့စာချုပ်အငင်းပွားမှုများကို UFC ရဲ့ fighter တွေကတရားရုံးပြင်ပမှာပြည်လည်အောင်တိတ်တဆိတ်ဖြည့်ရှင်းခဲ့ကြပါတယ်။အဲ့ဒီပြည်လည်အောင်တိတ်တဆိတ်ဖြည့်ရှင်းတာတွေကအများပြည်သူကိုမသိစေပဲအမှုအရာမဖော်ပြပဲဆောင်ရွက်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီပြည်လည်မှုတွေက UFC ရဲ့အဓိကပြဿနာဖြစ်တဲ့စနစ်တကျလစာဖိနှိပ်မှုနဲ့ဈေးကွက်အင်အားထိန်းချုပ်မှုတွေကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။ UFC ကအချို့သေးစားအမှုတွေမှာ fighter တွေနဲ့ဓာတ်ရိုက်ညှိနှိုင်းဖို့စိတ်ရှိကြောင်းပြသခဲ့ပါတယ်။2025အကုလမှာ American Federal တရားသူကြီးကအမှုအားလုံးကိုပေါင်းစပ်ပြီးတရားစွဲဆိုမှုအတွင်းတန်းတူတရားဝင်ကိုစားပြုနိုင်အောင်2010မှ2019အထိfighter 1000ကျော်အားခွင့်ပြုလိုက်တာဖြစ်ပါတယ်။တရားစွဲဆိုထားတဲ့အချက်မှာ USC က fighter တွေအတွက်ဈေးကွက်အင်အားကိုအသုံးချပြီးအခြားအဖွဲ့အစည်းတွေစီကိုပြောင်းလို့မရအောင်စာချုပ်တွေချုပ်ထားတယ်လို့ဆိုပါတယ်။ဒီအမှုတွေကြောင့် UFC ကိုတရားမဝင်လှုပ်ဆောင်မှုအဖြစ်တရားစွဲဆိုထားပြီးအခုတော့ဒီနာဝိုင်းနဲ့ UFC ရဲ့ဥပဒေအကြံပေး Tracy Long တို့ကိုယ်တိုင်ထောက်ထားတွေနဲ့တရားရုံးတွင်ခြေပတ်ဖြည့်ရှင်းမှာဖြစ်ပါတယ်။ဒီနာဝိုင်းက UFC ရဲ့ဥက္ကဋ္ဌသာမကအဖွဲ့အစည်းရဲ့အဓိကပုဂ္ဂိုလ်ဖြစ်တဲ့အတွက်သူ့အမိန့်တွေစာချုပ်ချုပ်ဆိုပုံတွေ fighter တွေကိုထိုးသက်ကြေးပေးတဲ့အချက်လက်တွေကိုတရားရုံးမှာအမေးမြန်းခံရမှာဖြစ်ပါတယ်။ UFC အနေနဲ့အရေးကြီးတဲ့အထောက်ထားတွေကိုမသိမ်းဆည်းပဲသို့မဟုတ်မမှန်ကန်ကန်မသိမ်းဆည်းခဲ့ဘူးဆိုရင်တရားရေးဆိုင်ရာကာကွယ်ချေပမှုကအလွန်ခက်ခဲသွားမယ်ဖြစ်ပါတယ်။ UFC အနေနဲ့အမှုရှုံးခဲ့ရင်တော့ fighter တွေကိုထိုးသက်ကြေးပေးတဲ့ပုံစံစာချုပ်ချုပ်ဆိုတဲ့နေရာမှာ fighter တွေကိုပုံမလွတ်လပ်မှုပေးရမည့်အချက်တွေပါဝင်လာနိုင်ပြီး fighter တွေရဲ့ထိုးကြေးနဲ့စာချုပ်ကိစ္စတွေကိုလည်းပြောင်းလဲစေနိုင်ပါတယ်။လာမည့်တရားရင်ဆိုင်တဲ့အမှုနဲ့ပတ်သက်ပြီး fighter တွေနဲ့ပရိသတ်အများစုကအလွန်စိတ်ဝင်စားနေကြပြီးရက်လက်ကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။အမှုရလဒ်ပေါ်မူတည်ပြီး USC ကအမှုတွေကိုပြေလည်အောင်လုပ်နိုင်မလားမဟုတ်ရင်စာချုပ်ကိစ္စပြင်ဆင်မှုတွေလုပ်မလားအခြားအဖွဲ့အစည်းအား UFC ရဲ့အင်အားကိုစိန်ခေါ်နိုင်တဲ့အခွင့်အလမ်းတွေဖွင့်ပေးနိုင်မလားဆိုတာတွေကိုအမှုရလဒ်ပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။ fighter တွေအတွက်တော့ပုံမတန်ဖိုးထားတဲ့လစာနဲ့စာချုပ်လွတ်လပ်မှုတွေရနိုင်မယ်။ပရိသတ်တွေအတွက်တော့ကိုခတ်ပညာလောကfighter တွေအတွက်ပုံမစွမ်းဆောင်နိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။